ဘဝဆိုတာအဆုံးပေးဖို့မဟုတ်ဘူးအပြုံးပေးဖို့ဘဝဆိုတာကပြဖို့မဟုတ်ဘူးမော်ကြွားဖို့ဘဝဆိုတာတန်ကြီးဖို့မဟုတ်ဘူးဖန်တီးဖို့ဘဝဆိုတာဖြစ်တည်ဖို့မဟုတ်ဘူးချစ်ခင်ဖို့ဘဝဆိုတာဘေးဖက်နေဖို့မဟုတ်ဘူးရွေးချက်နေဖို့ဘဝဆိုတာရှင်တူနေဖို့မဟုတ်ဘူးတင်ယူနေဖို့ဘဝဆိုတာကြော်ကြဖို့မဟုတ်ဘူးမော်ကြွားနေမှုဘဝဆိုတာအရှင်ရှိဖို့မဟုတ်ဘူးမပြင်းယူမှုဘဝဆိုတာပေါ်တင်မှုမဟုတ်ဘူးပျော်ရွှင်မှုငွေမမြင်ရင်လူမမြင်ဘူးငွေမြင်မှလူထင်တယ်ငွေမရှိရင်လူမကြည့်ဘူးငွေရှိမှလူကြည့်တယ်ငွေမထောင်ရင်လူမချောဘူးငွေမသုံးရင်မိတ်ပေါ်တယ်ငွေသုံးမှမိတ်ပေါ်တယ်ငွေခင်ရင်မိတ်ဆွေနဲ့တဲ့ငွေသားအရင်စားပါငါကအတာတောင်းနဲ့ပြုမဲ့တန်လေအောင်တင်ဆရာအောင်တင်ရေးရတဲ့ကြပြလေးပါလူတွေကတည်သွားရင်ဖက်တရံလာတော့တမိုးမရှိတော့တဲ့အတွက်မတည်ရင်မှာအကျိုးရှိတဲ့အလုံးနဲ့တမိုးရှိအောင်နေထိုင်ပါတမိုးရှိတဲ့စကားလေးပေါ့လူတွေကဘသူ့ကိုမှချစ်ခင်ပါတယ်ချစ်ပါတယ်ပြောနေကြပါတယ်ဘလောက်ပဲပြောတကယ်ချစ်တာဟုတ်ရဲ့လားလို့မိကြည့်စမ်းသစ်ကြည့်သူ့ကိုချစ်တာမဟုတ်ဘူးသူ့ကိုမြင်နေရရင်စိတ်ချမ်းသာတယ်သူစိတ်ချမ်းသာမှုကိုချစ်တာနော်တဲ့ဒါကိုလူတွေကမျက်စိလဲသွားကြတယ်တင်ရကြပြတဲ့ပုဂ္ဂိုလ်နောက်တစ်ခုကိုမရတဲ့နာကိုမယူခြင်းပါနဲ့ကိုမရတဲ့နာကိုယူမိလိုက်ရင်ကိုမလူချင်တာတွေလက်ခံရရှိတတ်တဲ့ဆရာအောင်တင်ကြပြလေးတစ်ပုဒ်ဖတ်ပြပါမယ်ကြပြလေးကတော့ဒီရတဲ့ဆရာတော့ဘုဒ္ဓချိုဖြစ်ပါတယ်ဘဝမှာတချို့တော့စောတွေ့ကြရတာတချို့တော့နောက်ကျမှတွေ့ကြရတာတချို့တော့လုံးဝမတွေ့တဲ့လူတွေရှိတယ်တဲ့โอเคကျွန်တော်တို့အမိစုကြပြလေးဖတ်ပြမယ်နော်နေရာကအရင်မကြည့်ဘူးတဲ့ဘာလုပ်နေတာလဲဆိုတာပဲအကြီးကြီးတင်တာဒါကသူ့ကိုကူညီတယ်လို့သူကလည်းငါ့ကိုပြန်လဲကူညီပါပဲဆိုပဲပုံတီးရောမတွက်ထားပါနဲ့တဲ့လူတိုင်းကတော့ကိုလိုတော့မဟုတ်ပါဘူးတဲ့မှန်လားနာနဲ့ပေါင်းတဲ့ခါကောင်းရင်မင်းကလေရှိနဲ့ပညာတွေဆိုနဲ့ဂုဏ်တွေတရက်တွေကိုတခုမှမယူလာနဲ့ကောင်းရင်စာနာတတ်တဲ့လူစိတ်လေးနဲ့တော့တခုပဲမင်းရှင်ခွင်တယ်ဖို့လာခဲ့ကွာငါနဲ့ပေါင်းလို့ရပါပြီ